ယူကရိန်းကျူးကျော်စစ်တွင်ရုရှား၏အဓိကဝင်ငွေရင်းမြစ်ဖြစ်သောရေနံနှင့်စွမ်းအင်လောင်စာများကိုအဓိကဝယ်ယူတင်သွင်းနေသည့်နိုင်ငံများအောင်သွင်းကုန်ငွေ900%အထိတိုးမြင့်ကောက်ခံရန်အတွက်အမေရိကန်ထက်လွှတ်တော်ကဥပဒေကြမ်းအဆိုအရတင်သွင်းရန်စီစဉ်နေမှုများအောင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကထောက်ခံခဲ့ကြောင်းသိရပါသည် Republican အမတ်များကဘေးစင်ဂရီဟန်ဦးဆောင်ပြီးရုရှား၏ယူကရိန်းပေါ်မှပုံမရက်ဆက်စွာတိုက်ခိုက်မှုများအားဟန်တာနိုင်ရေးတည်ရအသုံးစရိတ်များကိုဖျက်တောက်နိုင်မည်အဆိုပါတင်သွင်းမှုများကိုယခုအများဆုံးတင်သွင်းကမဲပေးအတည်ပြုစီစဉ်နေပြီဖြစ်ကြောင်းသိရပါသည်ရုရှားနှင့်မဟာမိတ်များအဖြစ်တိုင်းဆက်လုပ်နေသည့်နိုင်ငံများထဲမှာအိန္ဒိယနှင့်တရုတ်သည်ရုရှားထံမှစွမ်းဆောင်ရည်အများဆုံးတင်သွင်းနိုင်သည့်နိုင်ငံများဖြစ်ရာတင်းမာမှုများသည့်ပြည်စုံပြဖြစ်လာနိုင်သောဖလော်ရာမှာအင်ဖြူတော်များသို့ပြန်လာမည့်ခရီးစဉ်မတိုင်ခင်ဒေါ်နယ်ထရန့်ကသူကိုယ်တိုင်လည်းမိမိပါတီရီကမှတင်သွင်းမည့်အဆိုများကိုဥပဒေမူကြမ်းများကိုလက်ခံသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ဖော်ပြချက်များအရရုရှားမှာရေနံနှင့်သဘာဝတံငွေများအဓိကတင်သွင်းသည့်အိန္ဒိယနှင့်တရုတ်နိုင်ငံအပြင်အီရန်ကိုပါအဓိကပြစ်မှတ်ထားပြီးသွင်းကုန်ငွေ900%ကိုတိုးမြင့်နေတယ်လို့ထရန့်ကပြောဆိုခဲ့ပါတယ်။ရင်းဥပဒေမူကြမ်းများကိုအတည်ပြုရန်အတွက်အမေရိကန်ထက်လွှတ်တော်သည်အများဆုံးစီစဉ်ပေးနေပြီးယူကရိန်း၏မိရထားကွန်ရက်ဗဟိုပြုချက်များဖြစ်သောဘော်ရော်မျိုးများအားစစ်အင်အား2သိန်းနီးပါးထိတိုးမြင့်သိမ်းပိုက်ရန်အတွက်ရုရှားတိုက်ခိုက်မှုမအောင်မြင်ခင်ဥပဒေထုတ်ပြန်နိုင်ကြောင်းစူးစမ်းနေခဲ့ပါတယ်။ထရက်သည်2025ခုနှစ်ဩဂတ်လတွင်ရုရှားထံမှစွမ်းအင်ဝင်ယူမှုများအလုံးကိုအိန္ဒိယအားသွင်းကုန်များအဖြစ်25%တိုးမြင့်ပြီးစုစုပေါင်း50%ကောက်ခံသွားမှာဖြစ်ကြောင်းသမ္မတအမိန့်ဖြင့်ထုတ်ပြန်ခဲ့ရမှာအိန္ဒိယဘက်မှဝယ်ယူတင်သွင်းမှုလျှော့ချနိုင်ရေးအတွက်ကျင်းနယ်လောက်ဖွယ်ရှိရာအခြေအနေများရောက်လျင်သွင်းကုန်မြင့်တင်မှုများအားပြန်လည်လျှော့ပေးမိဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။မိုးကုတ်တွင် TNL စုခွာသည့်နေရာ၌တော်လှန်ရေးတပ်ဖွဲ့များနေရာယူမန္တလေးမိုးကုတ်မြို့ထဲတွင် TNL တွေစုပ်ပေးလိုက်ရတဲ့နေရာတွေကိုမိုးကုတ်ဗျူဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်1222တရင်ကမန္တလေးမိုးကုတ်တပိတ်ကျင်းမြို့နယ်တွေမှာစစ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေကအော်တိုဘာလ30ရက်နေ့မှာနေရာပြတ်ယူထားတယ်လို့မြေပြတ်သတင်းဌာနမှသိရှိရပါတယ်။မန္တလေးမိုးကုတ်မိုးမိတ်နဲ့တပိတ်ကျင်းမြို့နယ်တွေမှာလည်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ6လကြာစစ်စင်ရေးဖော်ဆောင်နေတာဖြစ်ပြီးတောင်မြို့သားလွတ်မြောက်ရေးတပ်ဖွဲ့ DNL ကစစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရက်စဲထားပြီးပြန်လည်ဆုတ်ပေးဖို့အတွက်လှုံ့ဆော်နေတယ်လို့သိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့ဝင်ခေါင်းဆောင်ဗိုလ်မိုက်ခဲကတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားသွားမှာပါ။တိုက်ပွဲကတော့နေ့စဉ်ဆိုသလိုဖြစ်နေပါတယ်။နှစ်ဖက်ထိခိုက်မှုတွေလည်းရှိပါတယ်။တော်လှန်ရေးအစတဲကနေဘာလနဲ့မှမရှိဘဲနဲ့စားခဲ့ရတာပါ။ပြည်သူလူထုအားနဲ့ရုန်းကန်ခဲ့ရတာပါ။အထက်ကဒီတော်လှန်ရေးကတော့ဘယ်သူမှအဆုံးဖြတ်ပေးလို့မရပါဘူး။ပြည်သူကပဲအဆုံးဖြတ်ပေးနိုင်မှာပါ။ကျွန်တော်တို့ကတော့ကြားမဲ့တပ်တွေကပြည်သူနဲ့အတူရှိနေမှာပါ။အခုလေမိုးကုတ်မှာခုခံကာကွယ်နေတဲ့တရင်တပ်ဖွဲ့တွေအတူရှိနေပါတယ်။အညာတပ်တွေအညာသူအညာသားတွေတွေ့မအေးဘူးလို့ပြောရမှာပါ။မန္တလေးတိုင်းကမြို့နယ်